လောဆယ်ကပြည်တော်နာမည်ကဂျိုးဆက်လင်းလို့ခေါ်ပါတော့လောဆယ်ကဒီကိနာရဲ့ဒရိုက်တာအနေနဲ့တောင်းကျူနေပါတယ်ပေါ့နော်ဒီနာဖက်ကိုဘယ်မှာနော်ဒီနာတဲ့နိုင်ငံလုံးရဲ့ vision ကတော့ဒီ our people empowered transformed and integrally developed ပေါ့နော်ဒီလိုလူထုတွေကဒီစွမ်းဆိုရင်းမြစ်မာလာပြီးပြောင်းလဲလာကားပေါ့နော်လက်ဆောင်ဖြစ်သူတဲ့တော့လူထုဖြစ်လာရဆိုပေါ့နော်မြန်မာသားပေါ့နော်ကျွန်တော်ရဲ့ mission ကတော့ဒီ to serve our people ပေါ့နော်ဒီလူထုကိုစီခံမယ်အထူးသဖြင့် the poor ပေါ့နော် the poor the marginalized ပေါ့နော် the needy ပေါ့နော်ဒီတကယ်ငယ်ဆုံးတော့ဒီကျွန်တော်အစီခံမှာပေါ့နော်ဒီစီခံပြီးတော့ဒီလူစီခံလဲဆိုလို့ရှိရင်ဒီ gospel value နဲ့တင်းတော်ရဲ့ဒီ Catholic social teaching နဲ့ဟိုအခြေခံပြီးတော့ဒီလူထုကိုဒီဆင်းရဲတဲ့လူကိုအစီခံလို့ဆိုတဲ့ mission ဖြစ်ပါတယ်ပေါ့ဆက်ရှိနေတင်းတယ်မှာတော့ချုပ်ပြောမယ်ဆိုတော့လုံငါတော့အများကြီးပေါ့နော်ဒီနေ့တော့မတူပေါ့နော်နောက်ပြီးနိုင်ငံပြောင်းလဲပေါ့နော်နိုင်ငံကြီးပြောင်းလဲနိုင်ငံကြီးတဲ့ချင်းတွေကိုကြည့်ပြီးတော့ဒီ strategic plan ပေါ့နော်ဒီလေးနှစ်တစ်ချိန်တော့ပုံမှန်ရေးဆွဲပါတယ်ရေးဆွဲပြီးတော့အတိုင်းလို့ဆောင်ပါတယ်ပေါ့နော်ဒီအဓိကလေးနှစ်ဆက်ရှိနေတင်းမှာအဓိကဖြစ်နေပါတာကတော့ education ပါပေါ့နော်ပညာရေးလုပ်ငန်းတွေကျွန်တော်လုပ်ပါတယ်နောက်ပြီး health ကျန်းမာရေးကိစ္စတွေကျွန်တော်လုပ်ပါတယ်ဒီလိုရှိဒီ agriculture and livelihood ပေါ့နော်စက်ကြီးဝင်းနဲ့ဒီတမန်ကျလုပ်ငန်းတွေလုပ်ပါတယ်ပေါ့နော်နောက်ပြီးလို့ရှိဒီ humanitarian ပေါ့နော်လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းတွေကအဓိကတော့ဒီကျွန်တော်ဒီလုပ်ငန်းပါတယ်နောက်ပြီးလို့ရှိ social protection ခေါ်တဲ့ child protection တွေဖြစ်နောက်ပြီးလို့ရှိgender ကိစ္စတွေဖြစ်ပေါ့နော်ဒီကိစ္စတွေ protection ကိစ္စတွေဒီကလို့ဆောင်ပါတယ်ပေါ့နော်ကျွန်တော်ဒီအဓိကဒီကဏ္ဍ၅ခုနဲ့ပြောနေပါတယ်ပေါ့နော်အောင်မြင်မှုပြောလို့ရှိရင်ကျွန်တော်တို့နှစ်ပိုင်းတော့မြင်တယ်ပေါ့နော်တစ်ပိုင်းကတော့ဒီ internal ပေါ့နော်ဒီကျွန်တော်တို့တင်ဖွဲ့တွင်းထက်မှာပဲအောင်မြင်မှုတစ်ပိုင်းပေါ့နော်နောက်တစ်ပိုင်းကခဏလေးဒီ external လို့မြင်တယ်ကျွန်တော်ရဲ့ program ဒီအပိုင်းတွေပေါ့နော်ကျွန်တော်နှစ်ပိုင်းတော့ညီပဲတော့အောင်မြင်မှုတွင်းပိုင်းကိုတွင်းအောင်မြင်မှပဲအပြင်ကိုကျွန်တော်တို့ရောက်နိုင်တယ်ပေါ့နော်ကျွန်တော်မြင်ပါတွင်းပိုင်းကိုဘယ်လိုအောင်မြင်မှုလဲဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒီမှာ subway တွေကတော့ကျွန်တော်ရဲ့ဒီ structure တွေပေါ့နော်ဒီ principle တွေမိသားစုဝတရားတွေ policy တွေမရှိခဲ့ပေါ့နော်ရှိချင်တာဆိုလို့ရှိရင်ကျွန်တော်ကဒီ subway ဒီနေ့တွင်းမှာဒီဟာကဒီ principle ရှိလာအောင်ဒီ policy တွေနေချင်းတွေထွက်လာအောင်ဆိုတော့စူးစမ်းရုံးကနေပေါ့နော်နေရုံးကိုင်းတဲ့ဒီချင်းတွေที่ဆက်ရှိနေတွင်းမှာတော့ကျွန်တော်ရဲ့ဒီ policy တွေ system တွေ structure တွေကတော့ in place ဖြစ်နေပေါ့နော်နည်းနည်းတော့ဒီကောင်းမွန်တာပေါ့နော်ဒါကကျွန်တော်တို့အတွင်းပိုင်းရဲ့ဒီအောင်မြင်မှုပေါ့နော်ဒီဘာဖြစ်လို့လဲဆိုလို့ရှိရင်ဒီအတွင်းပိုင်းကမပြောင်းလဲလို့ရှိရင်ဒီအပြင်ပိုင်းကိုကျွန်တော်ကဒီအောင်မြင်မှုမရနိုင်ဘူးနော်ဘာလို့ဆိုလို့ရှိရင်ဥပမာဆိုကျွန်တော်ဒီ policy မရှိဘူးကျွန်တော် system တွေမရှိဘူးဆိုလို့ရှိရင်ကျွန်တော်ဒိုနာချစ်ကနေရာပဲတည်းပေါ့နော်ကျွန်တော်ပေါ်မှာယုံကြည်မှုမရှိပေါ့နော်ဒီလိုရှိဒီလူထုနဲ့ကိုလူထုကြားမှာလည်းလို့တဲ့ချင်မှာမရှိပါဘူးနော်စနစ်တကျမှုတွေရှိနိုင်တယ်နော်ဆိုတော့ဒီကျွန်တော်အတိတ်ကဒီအတွင်းပိုင်းမှာကကိုမလည်းအောင်မြင်မှုကိုလည်းခိုင်မာမှုရှိအောင်ဒီကရုံးကနေရပါတော့နောက်တစ်ပိုင်းကတော့အောင်မြင်မှုရှိဒီ external ပိုင်းပေါ့နော်ဒီအပြင်ပိုင်းဆိုတော့ဒီပညာကို service လုပ်တဲ့ပိုင်းပေါ့နော်ကျွန်တော် program မှာကဒီကတဲ့ဒီဆက်ရှိနေတဲ့မှာတော့ program ကတစ်စီးတော့ကျေရပါတော့ပမာဆိုဒီဒေငါနေမှာဆိုလို့ရှိရင်ဒီ education ဆိုတဲ့ project တွေလေးပြုလုပ်ကြမယ်ဟာဆိုလည်းနည်းနည်းလေးပေါ့နော်စာလေးစပေါ့နော်ဒါကအခုကတော့ဒီနေ့ကဒီနေ့ပေါ့လုံငန်းကိုချက်ထိလာတယ်ပေါ့နော်ဆိုတော့ဟာပေါ့နော်ဥပမာဆိုရင်ကျွန်တော်စက်ကြီးတင်တာလာပဲပြင်နေတယ်ပေါ့နော်စက်ကြီးစီတင်တာပြင်နေတယ်အခုတော့ကျွန်တော်ဒီစက်ကြီးတင်တာပြင်ပေါ့နော်စက်ကြီးနဲ့ဆိုင်တဲ့ဒီneed to ပြင်လာမရှိပြင်လာအမျိုးပေါ့နော်ဘယ်လိုရှိဒီဝင်ငွေရတင်လာလားစက်ကြီးပေါ့နော်ဆိုတော့ကျွန်တော်လုပ်လာတယ်
နောက်ပြီးအခုကကျွန်တော်ဒီ agriculture ဘာမှမဟုတ်နဲ့ aquaculture ဆိုတာဒီရေလုပ်ငန်းပေါ့နော်ဒီငါးမင်းရေလုပ်ငန်းလည်းကျွန်တော်ဒီချက်လာနိုင်တယ်ပေါ့နော်ဒါပြီးလို့ရှိဒီ market base ပေါ့နော်ဒီဈေးကွက်အခြေခံတော့စိုက်ပျိုးရေးလုပ်ငန်းတွေလည်းကျွန်တော်တို့ဒီလုပ်ငန်းတွေချက်တင်လာတယ်ပေါ့နော်ဒါကကျွန်တော်ရဲ့ဒီလုပ်ငန်းသူချက်အောင်မြင်တဲ့သူချက်တဲ့ကြောင့်အောင်မြင်မှုလို့ကျွန်တော်မှတ်ရပါတော့နောက်အောင်မြင်မှုတဲ့ကျွန်တော်သတ်မှတ်လို့ရမှာဒီသူရဲ့ယုံကြည်မှုပေါ့နော်ကျွန်တော်ခုနဘယ်ကတော့ဒေရွာပဲဝင်ပေါ့နော်ကျွန်တော်ကိုလက်ခံလာတယ်လို့ယုံကြည်လာတယ်ဆိုတာလည်းကျွန်တော်အနေနဲ့ဒါကပြညာရဲ့ဆက်ရှင်လေးကလာတော့မှဒီတော့ဒီမှာတခါဒီယုံကြည်လက်ခံလာတဲ့ကြောင့်ဒါလည်းအောင်မြင်မှုတစ်ခုနဲ့ကျွန်တော်ဒီတော့တော့တာပါလေပေါ့နော်နောက်တစ်ခုကတော့ဒီအမြင်မှုဆိုလေဒီ funding donor relationship ပေါ့နော်ဒီကျွန်တော်တို့ဒီကစီဒီနေ့ဒီ donor တယောက်နဲ့ယောက်နဲ့လက်ချိတ်ဆက်နေလို့ဆိုအရန်ရုံးကန်ရတယ်ပေါ့နော်ဒီချိန်မှာတော့ကျွန်တော်တို့ကျွန်တော်တို့ system တွေ policy တွေကောင်းလာတယ်ကျွန်တော်ကြောင်းဆောင်ရည်တက်လာတယ် YouTube ယုံကြည်မှုလည်းကောင်းလာတယ်နောက်ပြီးလို့ရှိရင်ကျွန်တော်တို့ရဲ့ဘုတ်အခွဲ့ပေါ့နော်ကျွန်တော်တို့ဘုတ်လူကြီးတွေဘာတကြီးကောင်းဆိုတယ်လည်းပပူပူလေးရှိလာတော့ကျွန်တော်ဒီလူရှင်တွေကလည်းကျွန်တော်တို့ကိုပူဇော်ကြည့်လာတယ်ပြီးတော့ဒီကျွန်တော်တို့စီကိုပြန်ချစ်ကလာတော့ပေါ့နော်ကျွန်တော်ရှာတာတစ်ဖက်တို့ကျွန်တော်တို့စီကိုပြန်ရှာနေတဲ့တစ်ဖက်လည်းရှိလာတော့ကြောင့်မယုံဒိုလာတွေလည်းကျွန်တော်ပုံမှန်ကြည့်လို့ရှိလာတဲ့ကြောင့်ဒါအောင်မြင်မှုတွေလည်းခံယူပါတယ်လို့လည်းကြည့်ပါကျွန်တော်တို့စီကမှုတော့အများကြီးပါနော်ဒါမှဆိုလို့ရှိဒီခုနဒီအတွင်းပိုင်းပေါ့ဒီကျွန်တော်ကျွန်တော် organization ရဲ့အတွင်းပိုင်းပေါ့နော်ဒီတင်တဲ့ပိုင်းမှာလည်းကျွန်တော် challenge များရှိတယ် policy စကြီးဆွဲတဲ့ချိန်မှာကတိုင်ခံရရရှိပေါ့နော်ဘာလို့ policy လာလူတယ်ပေါ့နော်ဒီလိုပေါ့နော်နောက်ပြီးလို့ရှိရင်ရင်ကကျွန်တော်ကone man leadership ပေါ့နေကျွန်တော်တို့ဒီ collective leadership ပြောတဲ့ချိန်မှာလည်းဒါ challenge များရှိပေါ့နော်ဆိုတော့ဟာကဒီဒါကတော့စစ်ဒါလည်းစက်ကြော်ရတာပေါ့နော်ဆိုတာပေါ့နော် challenge ဒါကအပြင်ဘက်ကျွန်တော်ဒီကိုကို organization strong ဖြစ်လာဖို့လို့ချိန်မှာလည်းဒီchallenge ဒီရှိတယ်လို့ပေါ့နော်ဒီကျွန်တော်ရဲ့ service ကျွန်တော်ရဲ့ program ဒီ extended relationship တိုင်းမှာလည်းကျွန်တော်challenge အများရှိပါတယ်ပေါ့ဒီလို့ဆိုမှကျွန်တော်တို့အဓိကတော့ challenge ကတော့ဒီနိုင်ငံရဲ့အခြေအနေနဲ့ပြန်ကြည့်ကျွန်တော်တို့ဒီsafety and security ပေါ့နော်ကျွန်တော်ဘယ်တော့သွားလာတဲ့နေရာမှာတော်တော်ကျွန်တော်တို့ဒီမနန်းနေပေါ့နော်လုံချုံစစ်ချမှုပိုင်းတော့ကျွန်တော်နာကဒီကဲဆုံးပေါ့နော်နောက်ဒီဘန်ကင်းပေါ့နော်ဒီဘန်မရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီdata မလို့တာနာပါဘူးဒီလုံလို့တဲ့ချက်ကျွန်တော်ပြောမှာဒီလက်ခံရတာလည်းကောင်းပြီပြချရတာကောင်းပါလားဒီ funding ဝင်ထွက်ကိစ္စမှာလည်းသူ challenge ရဖြစ်ပါတယ်ဆိုတာပေါ့နော်။ဒါကအဒီကကြဆုံးတော့ဒီကနေခုဖြစ်ပါတယ်။နောက်ခုကတော့ဒီနိုင်ငံရေးလူပြောင်းလဲလာတော့ခမလို့ဖြစ်တယ်ခမလို့တော့ခဲ့တယ်ပေါ့နော်။ဒါပေမဲ့ကျွန်တော်ဒီပြောနေကြတော့ကျွန်တော်ဒီပြောင်းလဲရတဲ့ချင်းဒီပုံမှာပန်းနဲ့ဆုံးကျူးစားပြီးတော့ဒီလို့ကျူးစားလို့ဆောင်မယ်ဆိုတာပေါ့နော်။ဒါကျွန်တော်တို့ချစ်ဒီ humanitarian နဲ့လူသားချင်းစံနာထမှုလုပ်ငန်းကတော့ဒီဖြစ်နေဆက်လုပ်ရမှာနော်ဒီ conflict ဖြစ်တဲ့ချိန်ပဲမဟုတ်ဘူးနော် conflict ပြီးလဲဒီ rehabilitation ဆိုတော့ဒီပြန်လည်ထူထောင်ရေးလုပ်ငန်းမှာလဲလူသားချင်းစံနာထမှုလုပ်ငန်းမှာထလုပ်ရမှာပေါ့နော်ဒါကြိုးစားရမယ်ပေါ့နော်ဒီတွေ့လဲကျွန်တော်တို့ကြိုးတင်လို့စဉ်းစားထားတာရှိပါတယ်ပေါ့နော်နောက်ပြီးလို့ရှိဒီအဓိကတော့ဦးစားပေးတာရှိမတီးရင်းပေါ့နော်ဒီလူသားချင်းတဲ့နောက်မှကိုကျွန်တော်အဓိကဦးစားပေးလုပ်ဆောင်မယ်အပြီးပြန်လည်ထူထောင်ရေးနိုင်ငံရေးနဲ့တည်ငြိမ်လာပြီးဆိုလို့ရှိရင်တော့ဒီအချိန်မှာပြန်လည်ထူထောင်ရေးကိုကျွန်တော်အဓိကဇမမပြန်လုပ်ရမယ့်အခြေအနေဖြစ်ပါတယ်ဆိုတာပေါ့နော်ကျွန်တော်ကလည်းစံနှုန်းကတော့ဒီကက်သလစ်မှုတင်ချက်ဆက်ချက်ပေါ့နော်ဆက်ချက်ကိုကျွန်တော်အဓိကတော့ဒီလိုက်နာကျင့်သုံးလို့ပေါ့နော်အဓိကတော့အမှကတော့အများကြီးဆက်ချက်ထက်မှာပေါ့အဓိကတော့ဒီ humanity ပေါ့နော်လူသားချင်းစံတော်တာရှိရမယ်ဆိုတာပေါ့နော်လူသားဆန်ရမယ်ဆိုတဲ့နံပါတ်1လေးနဲ့ human dignity ပေါ့နော် human dignity တို့ဒီ economic justice တို့
ဒီ option for the poor တို့စသဖြင့်ပေါ့နော်ဒီအချက်တွေကကျွန်တော်တို့အဲ့ဒါ key ရဲ့ value ဖြစ်နေပေါ့နော် option for the poor နာ human dignity နာ economic justice environmental justice တို့ပေါ့နော်ဒီကဟာကကျွန်တော်ဒီအရေးကြီးတော့ value တွေမှာဖြစ်နေပါရဲ့အဲ့ဒါ value တွေမှာပါပါတယ်ပေါ့နော်ဟုတ်ပြီပါကိုယ်တော် lectures တင်ပါတယ်ပေါ့နော်